ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာကုန်တင်လေယာဉ်တစ်စင်းဆင်းသက်စဉ်ပြေးလန်းကနေချော်ထွက်ပြီးပင်လယ်ထဲကျရောက်သွားတဲ့အတွက်မြေပြင်ဝန်ထမ်း2ဦးအသက်ဆုံးရှုံးသွားတယ်လို့ဟောင်ကောင်အရက်ဘွန်းလေကြောင်းဌာန CAD ကအတည်ပြုပြောကြားလိုက်ပါတယ်။ဒီဘိုးရင်ကုန်တင်လေယာဉ်ဟာ Emirates လေကြောင်းလိုင်းရဲ့ EK9788 ခရီးစဉ်အဖြစ်ဒူဘိုင်းကနေဆက်ရောက်လာတာဖြစ်ပြီးဒေသစံတော်ချိန်တနင်္လာနေ့မနက်3:50မိနစ်လောက်မှာပြေးလန်းကနေလမ်းကျော်သွားခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လေယာဉ်ပြေးလန်းကနေချော်ထွက်သွားချိန်မှာလေယာဉ်ကွင်းမြေပြင်ပေါ်ကရင်တစည်းကိုတိုက်မိခဲ့ပြီးအဲ့ဒီရင်ဟာရေထဲကိုထိုးကျသွားခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ရင်ပေါ်ပါလာတဲ့မြေပြင်ဝန်ထမ်းအမျိုးသား2ဦးစလုံးသေဆုံးခဲ့ကြပါတယ်။ကုန်တင်လေယာဉ်ပေါ်မှာလေယာဉ်အမှုထမ်း4ဦးလိုက်ပါလာခဲ့ကြပြီးသူတို့တွေကိုတော့ဒေသခံစီးရုံတွေစီပို့ဆောင်ပြီးစစ်ကူတာမှုပေးထားတယ်လို့ CAD ကဆိုပါတယ်။လူမှုကွန်ရက်မီဒီယာတွေမှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေမှာတော့လေယာဉ်ရက်အမီးပိုင်းကကျိုးပြက်လျက်ရေထဲမှာတစ်စိတ်တစ်ပိုင်းမိမြုပ်နေတဲ့ပုံစံမျိုးတွေ့ရပါတယ်။ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်မီးတပ်ခေါ်တွေကဲဆယ်ရေးရင်တွေနဲ့ကဲဆယ်ရေးသင်္ဘောတွေဟာလေယာဉ်ပြေးလန်းအနီးကိုရောက်ရှိလာခဲ့ကြတယ်လို့ဒေတာတွင်းသတင်းတွေကဖော်ပြပါတယ်။လေယာဉ်ကွင်းရင်ဘာကြောင့်ရေထဲကျသွားခဲ့ရတာလဲဒီဖြစ်စဉ်ဟာလေယာဉ်လမ်းချော်မှုနဲ့ဓာတ်ရိုက်ပတ်သက်မှုရှိမရှိကိုအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေလှုံ့ဆော်နေစေဖြစ်ပါတယ်။ဒါအပြင်လေဆိပ်ရဲ့မြောက်ဘက်ပြေးလန်းကိုတော့တနင်္လာနေ့တရက်လုံးလေယာဉ်အစင်းတက်လုံကနေအတွက်ဆိုင်းငံ့ထားခဲ့ပြီးကျန်တဲ့ပြေးလန်းနှစ်ခုကတော့ပုံမှန်အတိုင်းဖွင့်လှစ်ထားတယ်လို့သိရပါတယ်